တခါတော့ငါပေါ့ဗျာအရက်ဆန့်ကျင်ရေးအဖွဲ့တစ်ခုဟာနယ်လက်ကွင်းစင်းလေလာရေးခရီးတစ်ခုထွက်ခဲ့ကြတယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်အရက်ဟာကြက်မရေးကိုစိုးစိုးရွားရွားထိခိုက်စေတယ်အရက်မထုတ်တဲ့သူတွေဟာပိုပြီးအသက်ရှည်ကျန်းမာတယ်ဆိုတာကိုလက်တွေ့သက်သေပြဖို့ပါပဲသူတို့ဟာတရွာဝင်တရွာထွက်အရက်မတော့ပဲအသက်ရှင်နေသူတွေကိုလိုက်ရှာကြတာပေါ့တွေ့တော့လေအသက်60ကျော်90ကျော်တွေကမိမတွေကြီးဖြစ်နေပြန်လေနောက်ထပ်ရွာတွေကိုရောက်တဲ့အခါမှာတော့သူတို့မျက်လုံးတွေဝင်းကနေထိသွားမှာလေခြံဝဲတစ်ခုကမြေတလဲမှာအသက်80ကျော်လောက်ရှိမဲ့အဖိုးတူဟာအားရပါရထင်းခွဲနေတာကိုတွေ့လိုက်ရလို့ပါပဲအဖိုးကြီးဟာဒီအရွယ်ထိတန်တန်မမသွားလည်းမကျူးမျက်စီလည်းမမုံပဲကျမဟေကတကယ်ကိုအားချစရာဗျအဖိုးသားတွေလည်းဝမ်းသာအားရနဲ့အဖိုးကြီးနားကိုပြေးသွားပြီးဓာတ်ပုံတွေရိုက်အင်တာဗျူးတွေလုပ်ကြတော့တာပေါ့အဖွေသားတူကအ ဖိုးခင်ဗျာအဖိုးဟာဒီအရွယ်အထိတကယ့်ကိုကြမ်းမှတန်ဆွမ်းနေတာပဲဒါဟာဘာကြောင့်လို့အဖိုးထင်ပါတယ်လဲခင်ဗျာအေးငါအခုလိုတက်ရှိကျဲမှနေတာကတော့ငယ်စဉ်ကလေးကအရက်သေးစားကိုရှောင်ကျင်ခဲ့လို့ပဲကွာအရက်ကိုတောက်ဖို့မပြောနဲ့အနက်တော့မခံခဲ့ဘူးအဖွေသားတွေလေဒါပဲငါတို့ရှာနေတဲ့တက်သေးပဲဆိုပြီးဝမ်းသာအားရဓာတ်ပုံတွေရိုက်မက်ဆူတွေရေးကြတာပေါ့အဲ့ဒီအချိန်မှာလေအဖိုးကြီးရဲ့အိမ်အပေါ်နာကန်နေခွန်းဝုံဆိုတဲ့ဆူညံတန်ကြီးတွေနဲ့အတူဆဲဆူတန်တွေထွက်လာပါတယ်နော်အရက်ဆန်ချင်းကြီးအဖွေသားတွေလည်းမျက်လုံးတွေပြူးကုန်ပြီးဖိတ်ထိတ်ပြန်ဖစ်ကုန်ကြတာပေါ့အဖိုးအိမ်မှာဘာတွေဖြစ်နေတာလဲဘသူတွေရန်ဖြစ်နေကြတာလဲဗျာအော်မကြောက်ကြပါနဲ့ကွာအဲ့ဒါငါအဖေပါသူကအရက်မူးလိုက်နက်နက်သွေးဆိုးတတ်တယ်ကွာဟုပြောလိုက်ပါတော့တယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာလေးတွေကြည့်ရအောင် like နဲ့ follow လုပ်ပေးခဲ့ပါအောင်အားလုံးပဲတာယာတဲ့နေလေးဖြစ်ပါစေ